စစ်ကားတွေပြေးတယ်နော်စစ်ကားတွေအများကြီးတင့်ကားတွေထွက်မောင်းတယ်အပန်းဖိုင်တစ်ခုလည်းအချိန်ကိုက်ထွက်လာတယ်ဘာလဲသိလားမင်းအောင်လှိုင်ပြေးပါပြီခမညာကျန်တဲ့လူတွေကျန်တဲ့လူတွေအဲ့မှာတိုင်းပြည်ကိုတခါတည်းနွန်အဲ့ကိုထဲ့ပြီးတော့ဘောကျော်ယူကြီးမင်းအောင်လှိုင်ပြေးပါပြီခမညာနော်ထိုင်းဘက်ကနေပြီးတော့လေမြန်ဆင်းလို့မရလို့မလေးဘက်ကနေပတ်ပြီးဘယ်ကိုပြေးမလဲမသိဘူးနော်လေမြန်မလေးမှာစိုက်တယ်လို့ကြားတယ်နော်ဘောကျော်ယူကြီးအာနာယူကြီးခွဲသောင်းစားကြီး तू ကတော့ပြေးပြီနော်လူတွေကိုမှဒုက္ခပေးဖို့နီးမျိုးစုံညွှန်ကြားပြီးထားခဲ့တယ်အေးမဟုတ်ပါဘူးဆိုပြီးတော့ဟလာမြဝတီတွေမြမအတန်တွေကနေဗီဒီယိုဖိုင်လာအောင်မဲ့သူနိုင်ငံထဲမှာရှိပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကြိုရိုက်ထားတဲ့ဗီဒီယိုဖိုင်တွေကိုလွှင့်ပါလိုက်အောင်မဲ့တောင်းစားတော့ပြေးပြီဟဲ့နော်အဲ့ဒါတတိယကြနော်ကိုလူတွေဒီညမှာအတန်ဖိုင်တစ်ခုထွက်တယ်တင့်ကားတွေဘာဖြစ်လို့လဲရန်ကုန်ကနေလစ်တာပါခမညာနော်ဒါကြောင့်တင့်ကားတွေစစ်ကားတွေထွက်တာပါနော်လူတွေကိုအမျိုးမျိုးလှည့်ပြီးတော့ twist လုပ်ပြီးတော့နော်နိုင်ငံကိုဖျက်ပြီးလစ်ပြီးနော်သဘောပေါက်လားအဲ့တော့ကြံခဲ့တဲ့လူတွေနော်နိုင်ငံပေါ်မှာသစ္စာရှိပါတော့လုံးဝမဲ့အလုပ်တွေဆက်လုပ်ပါလုံးဝမဲ့အလုပ်တွေဆက်လုပ်ပါနော်အခုသူကတော့အဲမှာမနေပဲကြမ်းဖို့မှာခဲ့တယ်တဲ့နော်ဘလောက်တောင်ရုံမာတဲ့ကောင်မျိုးလဲဆိုတာသိကြပါတော့နော်မနေ့ပြန်မှာအချိန်နေသည်စိုးနိုင်တယ်ကောင်းနိုင်တယ်နော်အဲ့ဒီအတွက်ကိုအကောင်းဆုံးလဲပြင်ဆင်ထားမယ်အစိုးဆုံးကိုလဲကြိုပြီးမျှော်လင့်ထားမယ်နော်အဲ့ဒီအတွက်နော်အခုစစ်သားတွေဟလာအများကြီးရောက်နေတယ်အခုအပန်းဖိုင်သည်လဲအချိန်ကိုက်ထွက်လာတယ်နော် drone နဲ့နေရာတိုင်းမှာပြန်နေတယ်နော်အဲ့တော့ဒီညကင်းဆောင်မဲ့လူတွေအတိတတိဝရိယနဲ့အတတ်နိုင်ဆုံးတော့ stand by ကိုအိမ်ထဲကနေလောက်ကြရင်ကောင်းတယ်နော်ရန်လာစမယ်လုံမယ်ကိုင်းမယ်နော်အဲ့ဒီတော့ဒီအတန်ဖိုင်ကိုလည်းကိုသည်တေးကြတယ်မတေးကြဘူးမဟုတ်ဘူးဖြစ်နိုင်တဲ့ဟာတွေကိုဆက်ချင်းအပြင်တစ်အချက်တန်ချက်ကကားတွေလစ်တယ်နော်ရန်ကုန်မှာမောင်းပြနေတယ်နော်အဓိကတော့မင်းအောင်လှိုင်လစ်ပြီဆိုတဲ့သတင်းရတယ်ဟုတ်ပြီနော်အဲ့ဒီအတွက်ပြည်သူတွေအတိတတိနဲ့လုံမယ်နော်ခွဲသောင်းစားတိုင်းပြည်ကိုတေးသေးချာချာဖျက်ခဲ့တယ်စနစ်တကျနဲ့သူ့ကိုသူကြတော့ကြောက်တယ်လမ်းပေါ်မှာသူ့သားရွယ်သူ့မြည်ရွယ်မြည်ရွယ်လေးတွေလုံနေတာကြတော့မဟုတ်ကလုံဖို့ကြမ်းစီခဲ့တယ်နော်အဲ့တော့ဒီညခုနလည်းတစ်ခါတင်ပြီးပြီဆိုတော့အမျိုးမျိုးအာယုံတွေလွှဲနေတယ်အဲ့တော့တွားလိုက်ပါမနဲ့ဖြန်ကိုအလုတ်နော်အလုတ်ကနေအိမ်မပြန်ရပါဘူးခင်ဗျားတို့အလုတ်ထဲမှာအကျဲကျုပ်ကြပါမယ်နော်ပတ်စံလည်းမရှိတော့ဘူးနော်ကော့ပစ္စည်းကော့ထောက်ကိုပိုက်ပြီးလစ်ပြီးနော်အဲ့တော့ပြည်သူတို့နည်းနည်းမှမလျှော့ဘူးနော်ဘလို့အချက်ပေးချက်တွေဘလို့ဟာတွေလာဟုတ်ပြီနော်ကိုလုံးရမယ်လုပ်သည်ကိုလုံးမယ်ဒါပေမဲ့အသိနဲ့လုပ်မယ်သတိနဲ့လုပ်မယ်ရန်သူကိုရှော့မတွက်နဲ့နော်ရန်သူခုချိန်မှာသူတို့ကငါတို့ရဲ့ဘုံရန်သူနော်ရန်သူကိုရှော့မတွက်ဘူးဟုတ်ပြီအဖက်အမောက်ဝင်လာတဲ့လူတွေကိုဒေါသနဲ့မဆုံးဖြတ်ဘူးနော်ရန်သူကိုရန်သူပင်ဖြစ်လင်ကစားသူတို့ရဲ့ဟလာအခွင့်အရေးလေးတွေကိုချော့မေးမယ်ဖြောင်းပြမေးမယ်ဟုတ်တယ်မူးနေတဲ့လူမန်းသူမန်းမသိဘူးโอเคဟုတ်ပြီနော်မတရားမဆက်ဆံဘူးသဘောထားကြည့်ပြမယ်နော်ဘာဖြစ်လို့လဲဆိုတော့88မှာငါတို့တွေခံခဲ့ရပြီးသွားပြီဟုတ်ပြီနော်အဲ့ဒီအတွက်ဟလာစမယ်ကိုသူတို့ချင်းလဲပြန်ပြီးတော့သူတို့လူကိုသူတို့ရိုက်တဲ့ပုံစံမျိုးနှက်တဲ့ပုံစံမျိုးတတ်တဲ့ပုံစံမျိုးလောက်လာခဲ့ရင်လေကိုရဲသည်မှတ်တမ်းယူထားပါအပေါ်က drone နဲ့ပြန်နေတာအခုတမိုင်းဘက်မှာတော့ drone ပြန်တယ်ကွာဟုတ်ပြီလားနေရာတိုင်းမှာဘာကြောင့်လဲဘာအတွက်လဲနော်တတိကိုမလွတ်နဲ့တော်တယ် generation Z ကလေးတွေစိတ်ချတယ်ယုံကြည်တယ်ဒါပေမဲ့အဖြစ်အမှောက်ပယောဂနော်အခု generation ဒီပွဲမှာ generation 30ရှိတယ်နော်အဲ့30စလုံးကချိတ်ဆက်ပြီးတော့လှုပ်ဆောင်မယ်
အဓိကကတော့ဒီ CDM ကိုလုံးဝခံနိုင်ရမရှိတော့တာပါအဲ့တော့မနဲ့ဖြန်မှာလုံးမသွားဘူးအခုကတော့တည်င်းဒီတေးကြသလောက်ရှိတယ်လို့ပဲပြောပြစီနော်မင်းအောင်လှိုင်ပြေးပြီလို့တည်င်းကြားပါပြီနော်မနဲ့ဖြန်အတွက်ကိုတော့သူသည်ရုံမှာကောက်ကျစ်စွာအစီအစဉ်များစွာကိုစီစဉ်ခဲ့ပါတယ်နော်အဲ့ဒီအတွက်တတိမလွတ်ပါနဲ့နော်ပန်းတိုင်မရောက်သေးပါဘူးနော်အားတွေရှော့မှန်ပလိုက်ပါနဲ့ဆက်ပြီးတော့တိုက်မယ်အလုတ်တွားတဲ့လူတွေကိုထပ်ပြောလိုက်မယ်နော်တွားရင်လည်းပတ်စံရမှာမဟုတ်ဘူးဟုတ်ပြီနော်နော်သူ့စစ်သားတော်သူပေးဖို့ပတ်စံမရှိဘူးနော်အမှန်ဆုံးပြောတာအဲ့တော့အားနဲ့အင်းနဲ့1 2 3တိုက်မယ်ဟေးပန်းတိုင်ရောက်တော့မယ်ဘာဖြစ်လို့အားလျှော့မလဲမကြောက်နဲ့ငတ်မှလည်းမပူနဲ့ငတ်လည်းအများပဲမဲကြီးအဖိုးတွေအဖွားတွေမိသေးတဲ့လူရှိရင်ကဘာစစ်ကြီးဖြစ်နေတော့ဘလို့နေကြလဲဘလို့စားကြလဲမဲကြီးလိုက်ပါဘယ်အစိုးရရှိသလဲဟမ်ပြည်သူချင်းချင်းကပြည်သူချင်းချင်းကိုကူညီသွားကြတာမဟုတ်ဘူးလားနော်ကြောက်เสียကြောက်ရင်နှစ်ခါရှုံးမယ်နော်အခုဟာကြောက်လိုက်လို့အားလျှော့လိုက်လို့ရှိရင်မျိုးဆက်တစ်ဆက်လုံးကန်းသွားလိမ့်မယ်နော်အကုန်လုံးအသိပညာတွေအတတ်ပညာတွေအကုန်နှစ်ပိုင်းချိုးလိုက်မယ်အဲ့တော့ရုပ်မာမာတွေကြမ်းစီခဲ့တယ်အတန်ဖိုင်တစ်ခုအချိန်နဲ့တပြင်းညီထွက်လာတယ်နော်မယုံနဲ့လို့လည်းမပြောဘူးယုံလို့လည်းမပြောဘူးသို့တော့ကျေးဇူးတင်ပါတယ်ဆက်ကြည့်လို့ရတယ်ဟာဆက်ကြည့်လို့ရတယ်အာယုံလွှဲသလားလမ်းလွှဲသလားပို့ပြီးတော့ကြိုတင်ပြင်ဆင်ထားရမလားဟုတ်ပြီနော်အကောင်းဆုံးခြေနေကိုလည်းမျှော်လင့်ထားမယ်အဆိုးဆုံးခြေနေကိုလည်းရင်ဆိုင်ဖို့ပြင်ထားမယ်အဓိကကော့လူတွေထိခိုက်နာကျင်မှုမရှိစေနဲ့သူတို့ဝင်စင်နဲ့ခွင်နဲ့ကိုမဝင်နဲ့အခုလဲကျေးဇူးတင်ပါတယ်ဒါပေမဲ့နည်းနည်းဒေါသတွေဖြစ်နေကြတယ်အဲ့တော့လူတွေလာပြီဆိုလို့ရှိရင်ဟုတ်ပြီမဲတဲ့ညမ်းတဲ့နေရာမှာအုပ်စုကြီးနဲ့ဝိုင်းပြီးအုပ်စုနဲ့အနိုင်ကျင့်တာဒီစစ်ခွဲတွေပဲရှိတယ်ကိုရဲသည်ဟုတ်ပြီကိုရန်သူပါမှန်မှန်ကိုရဲကိုဖျက်ဆီးဖို့လွတ်လိုက်တာပါအကြောင်းမျိုးမျိုးနဲ့ဟုတ်ပြီဒါပေမဲ့လူကြီးပိုင်းရပဲဖြစ်လူကြီးလူလက်လူငယ်ပိုင်းရဟုတ်လားတာဝန်ရှိတဲ့လူ3 4 5ယောက်နဲ့ခေါ်ပြီးတော့အေးစေးထားမယ်နော်ဝိုင်းပြီးတော့အော်ဟဲဆူပူမမဲဘူးနော်အသာလေးထားမယ်ဟုတ်ပြီနော်ဖြောင်းပြမယ်ချော့မယ်မေးမယ်ဟုတ်ပြီနော်ရန်ကိုမဖြစ်ပါနဲ့အတက်နိုင်ဆုံးလက်မပါပါစေနဲ့တယောက်နဲ့တယောက်စင့်ခဲထိန်းသွားပေးပါသူတို့လှဲ့တဲ့အကွက်ထဲကိုဝင်သွားမှာဆိုလို့နော်အဲ့တော့မနေ့ဖြန်အတွက်ကိုဘာတွေရုံမာခဲ့မလဲကိုဘက်ကလုံးဝအကွက်စီပြင်ဆင်ထားမယ်ဆိုတာယုံနေထပ်ပြီးတော့သတိပေးတာစိတ်ပူလွန်အားကြီးလို့ခုတည်းအထိမနဲ့စာထမင်းမစားရသေးပါဘူးနော်သတင်းတစ်ခုရတိုင်းဒီသတင်းနောက်ကိုလိုက်ရပါတယ်မှန်ဤမှားဤနော်အဲ့တော့အလကားနဲ့ပြောပေးတာမဟုတ်ဘူးမင်းအောင်လှိုင်စီပြေးပြီလို့သတင်းရပါတယ်ဒါပါပဲအားလုံးကျမ်းမာချမ်းသာကြပါစေဘေးအန္တရာယ်ကင်းရှင်းကြပါစေအရေးတော်ဘုံအောင်ရမည်စိတ်အာဏာရှင်စနစ်ကြဆုံးရမည်ဟုတ်ပြီနော်ချစ်တို့ညီတယ်ညီစေညီကြမယ်ဟုတ်ပြီနော်အားကိုဓာတ်ဆက်ကလေးမလျှော့လိုက်ဘူးပေါ်ပြီးအားတင်းမယ်အားလုံးကိုချစ်တယ်ဒါပဲနော်